င်္ဂလာပါရှင်2026ခုနှစ်မတ်လ30ရက်နေ့အတွက်မူလဝတ္တနဲ့ဇလားဗေဒသတင်းများကိုနေပြီးတော့မူလဝတ္တနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်။နောက်ကနေ24နိုင်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်ခြေရင်းများမှာမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးရှမ်းကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမတ်လရင်ပုံမှန်ပူချိန်တို့ထက်2ဒီဂရီဆယ်စီယပ်ပိုခဲ့ပြီးကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့မှာမတ်လရင်ပုံမှန်ပူချိန်တို့အောက်3ဒီဂရီဆယ်စီယပ်မှ4ဒီဂရီဆယ်စီယပ်အထိလျော့နေခဲ့ကစံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာမတ်လရင်ပုံမှန်ပူချိန်ခန့်သာရှိခဲ့ပါတယ်2026ခုနှစ်မတ်လ29ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူးခြားတဲ့နေ့ပူချိန်ခြေနေများမှာမေဘူးမြို့မှာ42ဒီဂရီဆယ်စီယပ်တောင်ငူမြို့မှာ41ဒီဂရီဆယ်စီယပ်ရွှေကျင်မြို့နဲ့မကွေးမြို့တို့မှာ40.8ဒီဂရီဆယ်စီယပ်စီစောင်းတူမြို့နဲ့ပဲခူးမြို့တို့မှာ40.6ဒီဂရီဆယ်စီယပ်စီ6မြို့မှာ40.5ဒီဂရီဆယ်စီယပ်နဲ့မိထီလာမြို့ပြည်မြို့တောင်ရင်းကြီးမြို့စင်ပြိုကျွန်းမြို့နဲ့ဟင်္သာရမြို့တို့မှာ40ဒီဂရီဆယ်စီယပ်စီတို့ဖြစ်ကြပါတယ်။မတော်ပွဲအောင်မွေးချိန်များမှာညောင်မြို့နယ်တဝဲမြို့တို့မှာ3.2လက်မစီဦးတောင်မြို့မှာ3.3လက်မနဲ့ဟာခမြို့မှာ3.3လက်မတို့တိုင်ထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လယ်တနာရီခွဲချိန်မူလဝတ္တကျတို့မှာဖမ်းရရှိတဲ့ပုံအရကပလီပလဲဖြစ်တောင်းပိုင်းနဲ့ဘင်္ဂပလဲဟောတောင်းပိုင်းတို့မှာတိမ်တက်တက်ဖြစ်ထွန်းနေပြီးကပလီပလဲပြမြောက်ပိုင်းနဲ့ကြံမင်္ဂလာပလဲဟောတို့မှာတိမ်နေငယ်ဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံအလဲပိုင်းနဲ့မြဝကျုံပေါ်ဒေသတွေမှာတိတ်ကင်းစစ်လောက်ရှိနေပြီးစနေသားတွေမှာတိမ်နေငယ်မှာတိမ်တက်တက်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရမြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာလေဖိအားလျော့နေတာကိုတွေ့ရပါတယ်။မြန်မာပင်လယ်ပြင်မှာလိုင်းနေငယ်မှာလိုင်းတက်တက်ရှိပါမယ်။လိုင်းပြင်မှာမြန်မာကမ်းရိုးရှောင်းတဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ3ပေမှ5ပေခန့်ရှိနိုင်ပါတယ်။နောက်မနက်ထိခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြောင်မိုးထချုံရွာပါမယ်။ပဲခူးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာအများအပြားတာယာပြီးရခိုင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတိမ်တက်တက်ဖြစ်ထွန်းပါမယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။
နေပြည်တော်နယ်နီတွားအတွက်မနေ့ဖြန်မနေ့ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအပြားတာယာပါမယ်အမြင့်ဆုံးပူချိန်မှာ38ဒီဂရီဆယ်စီယပ်100ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးပူချိန်မှာ21ဒီဂရီဆယ်စီယပ်80ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ရှမ်းကုန်မြို့နယ်နီတွားအတွက်မနေ့ဖြန်မနေ့ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းအများအပြားတာယာပါမယ်အမြင့်ဆုံးပူချိန်မှာ39ဒီဂရီဆယ်စီယပ်102ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးပူချိန်မှာ22ဒီဂရီဆယ်စီယပ်82ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နီတွားအတွက်မနေ့ဖြန်မနေ့ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိမ်နေငယ်ဖြစ်တော့ပါမယ်။အမြင့်ဆုံးပူချိန်မှာ38ဒီဂရီဆယ်စီယပ်100ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးပူချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေ့ပူချိန်များအနေငယ်တိုးလာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မွန်လဲ2နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့စရာပီတာသတင်းများပဲဖြစ်ပါတယ်။ကိုယ်စိတ်နဲ့ဖြောင်းကျန်းမာချမ်းသာကြပါစေရှင်။